ကားချစ်သူဆိုင်ကချစ်သူများအားလုံးမင်္ဂလာပါနော်မိုင်းစေတို့ဒီဘူးလေးတို့တီးကြလာဗျသူနာမည်ကဘူးတီပေါ့နော်ဒီဆေးကြီးကတော့ထိုင်းမဆိုရင်နာမည်ကြီးလူတောင်များတာပေါ့နော်သူရဲ့ကောင်ကြိုးတွေကတော့စီစားတက်တာပေါ့နော်ဒီအင်ဂျင်တာတွေတက်ရှင်ပေးတာပေါ့ဒါဒီဇယ်ကအင်ဂျင်တာတွေလက်စီကအင်ဂျင်တာတွေပေါ့နော်ကာကွယ်ပေးတာပေါ့ခြေတွေပိတ်ဆို့မှာဒီစပါးလေးတော့တက်ရှင်ပေးတာပေါ့နော်ပြင်ပစ်စတော်မှာရှိတဲ့ကာမွန်ဂျိုးတွေပဲတက်ရှင်ပေးတာပေါ့နော်ဒါပြင်ဒီအိတ်ဆောအထက်တဲ့ငွေတွေဒီကက်တလက်ကိုကောက်ွယ်ပေးလို့ကျောစကားလေးကောက်ွယ်ပေးတာပေါ့ဒါကြောင့်မိကိုမဲထွဲတာတက်တာစီတာပေါ့နော်အဆွဲရောင်းလဲကောင်းပါဘူးအဲကက်တလက်တဲပေါ့အဲမှာကျောစကားရှိတယ်ကျွန်တော်နေ့စဉ်တောင်းဆွဲနေတယ်ဓာတ်စီတွေလုံးသားစီတွေကတိတ်ပီမီယာမဟုတ်ရင်100ရာခိုင်နှုန်းမတန်းစင်ဘူးပေါ့နော်စီမတန်းရင်လည်းအင်ဂျင်တက်တန်းတိုးစေတာပေါ့နော်ဘာစီပဲတောင်းဘလူးတီကိုလာရောပေးလိုက်ရင်အင်ဂျင်တက်တန်းပူရှိသေးတာပေါ့နော်မေဖိုင်ယာဖြစ်ချင်းလည်းတက်တာစေတာပေါ့နော်မေဖိုင်ယာလို့ခေါ်တဲ့မီးလောက်ပောက်ကွယ်မှုမအောင်မီစီစားအင်ဂျင်တောင်းပြီးအဆွဲရောက်ကြတာပေါ့နော်ဖြစ်ရတဲ့လိုပဲတင်ပေါ်မှာကောင်းမဂျိုးလေးတက်လာတာပေါ့များတာပေါ့နော်လူတီကမေဖိုင်ယာဖြစ်တာတက်တာစေပြီးပောက်ကွယ်မှုကိုအောင်မြင်လို့စီစားတက်တာမယ်အဆွဲရောက်ကောင်းမယ်ကာဗွန်ဂျိုးတွေနေလာမှာပေါ့နော်ဒါပြင်အိုက်ဇောစနစ်တွေဘားတွေလည်းတက်ရှင်ပေးတာပေါ့နော်ကက်တလက်တဲ့အထီးလည်းတက်ရှင်ပေးလို့ထွက်လာတဲ့မီခိုးတွေကလည်းတဘာဝပတ်ဖို့ချင်းဒီကိစ္စမှုအနေဆန်းဖြစ်မှာပေါ့နော်ဒီဘူဝင်းရောင်ကတော့ညစီကားတွေစိတ်ကဲတွေတော့ပေါ့နော်ဒီအပြာရောင်ကတော့ဒီစက်ကားတွေတော့ပေါ့နော်ဆိုင်မေစားတဲ့ညီကိုတွေကျွန်တော်ဆက်တက်လာလို့ရတာပေါ့နော်ခိုင်းတဲ့ညာနေကအနာပုတ်ပေးတာပေါ့နော်ဒီဘူးတီလေးက60မီလီပေါ့နော်သူကဓာတ်စီ60လီတာကြီးတောင်းလို့ရတာပေါ့နော်ဘူးကြီးကတော့300မီလီဓာတ်စီ300လီတာကြီးတောင်းလို့ရတယ်မဲစေတော့ဘူးတီတောင်းရင်တီးတက်တာတီးလာမှာအောင်စီစားတက်တာမယ်အင်ဂျင်တုံးတာတက်တာမယ်အဆွဲရန်ကောင်းလာမှာပေါ့အင်ဂျင်တာတွေကောက်ွယ်ပေးတာပေါ့နော်ပြီးစီပါးတွေလည်းကောက်ွယ်ပေးတာကျွန်တော်ဒါဘူးတီးရဲ့ကောင်းကျိုးတွေပဲပြောတာပေါ့နော်သူရဲ့ဆိုကျိုးကတော့မတန်ဝဲမနေနိုင်အောင်ဖြစ်နေမှာပေါ့နော်ဟုတ်ပြီအားတော့ကျေးဇူးတင်ပါတယ်နော်